အခုစတင်မှာမီတာတိုင်းလေးပါကျွန်တော်ဒါ digital meter လေးပါ digital meter မှာ prop တန်2ချောင်းရှိတယ်အနက်ရဲ့အနီရဲ့ပါ prop တန်ဆိုဒီလက်တန်လေးတွေကျိုးလေးတွေကိုပြောတာပါကျွန်တော်ဒီ meter တိုင်းတော့မယ်ဆိုရင်ဒီ selector လေးကိုကြိုက်တဲ့နေရာချိန်ကြည့်လို့ရတယ် OFF off ကပိတ်တဲ့အနေထားပါပြီးတော့လို့ရှိရင်လက်တန်အနီရှိပါတယ်လက်တန်အနီကို voltage ohm milliampere တိုင်းကျင်ဒီမှာထားရတယ်အနက်ကိုတော့ common မှာထားရပါတယ်common ဆိုတာ ground ပြောတာကျွန်တော်အနက်ကို common မှာထားအနီယာ volt ohm milliampere မှာထားမှာ voltage ရဲ့ခုခံမှုရဲ့ current ရဲ့တိုင်းလို့ရမယ်ပြီးရင်လက်တန်တွေကိုကျွန်တော်စမ်းကန်နေကြရင်ဒီအတန်ပြေတဲ့ scale ထားလိုက်တယ်လက်တန်နှစ်ခုပူးကြည့်ပါတယ်ဒါအတိုင်းကို scale သို့မဟုတ် speaker buzzer scale ပါလက်တန်ပူးကြည့်တယ်အတန်မြည်မဲ့တန်ဖိုးလေးတွေတုံညာနီးပါးဖြစ်သွားမယ်ဒီဟာ selector ဒီနေရာလေးကိုသိချကြည့်ပါ off ကိုပြန်ပိတ်တာပါကျွန်တော်ဒါ AC 600 volt scale ထားတာပါ voltage scale ဒါလှိုင်းပိုင် AC ပါဒီနှစ်ခုမှာကျွန်တော်အနက်နဲ့အနီးနဲ့ကိုထိုးလိုက်တာပါ AC မီးပလက်ပေါက်ပါပြောင်းမြန်လှည့်ထိုးလဲရပါတယ် high voltage တန်ဖိုးဒီမှာကြည့်ကြည့်လို့ရပါတယ်အခုဆိုရင် AC မီးအား159ပဲရှိပါတယ်164အလွန်ဆုံးပါကြိုက်တယ်လို့လှည့်တိုင်းမှာလက်တန်တွေကို AC ကကြိုက်တယ်လို့လှည့်တိုင်းလို့ရတယ်160ဆိုတာ200မကျော်တဲ့အတွက်ကျွန်တော်200 scale မှာပြန်ထားပြီးတိုင်းကြည့်တယ်ဒီဖြေပါ163အတိအကျထွက်ပါတယ်ဒီမှာထားရင်ပိုတိကျတယ်ဒါပေမဲ့ကျွန်တော်တို့က200ကျော်လောက်မှမှန်ရင်600လောက်ထားရပါတယ်အခုတိုင်းမှာ DC ပါ battery 9 volt battery တိုင်းမယ်ဒါပေမဲ့အားမရှိဘူးဒါဖုန်း battery တွေကျွန်တော်တိုင်းပါမယ် battery တွေတိုင်းမယ်ဆိုရင်ဟောဒီက volt scale မြင်းဖြောင်လေးက DC ဒါကြောင့် DC volt scale ကိုချိန်ရပါတယ်ကျွန်တော်တို့ DC volt scale ချိန်ပြီးတဲ့အချိန်မှာလက်တန်တစ်ချက်ကျွန်တော်တို့ပူးစရာမလိုတော့ဒီမှာအပေါင်းမှာအနီထားမယ်အနက်မှာထားမယ် battery တွေတိုင်းတဲ့အချိန်မှာအပေါင်းဖို့အနီနဲ့ထားတိုင်းအနက်ကိုဒီအနှုတ်မှာထားတိုင်းရပါတယ်အပေါင်းအနီအနက်ဆိုရင်အနှုတ်ပါဒါကြောင့် 4.13 ပဲပြတယ်ဘက်ထရီအားမရှိပါဘူးဒါနှစ်ပေါက်နေပါပြီဒီတက်ခဲအခုကျွန်တော်ပြောင်းပြန်ထားတိုင်းမယ်အပေါင်းအနက်နဲ့ထားတိုင်းကြီးပဲဘယ်လိုနေမလဲသိချင်တယ်အပေါင်းအနက်နောက်ပြီးတော့အနှုတ်မှာအနီထားတိုင်းနဲ့အနှုတ်နဲ့ပြပါတယ်ဒါ digital meter ရဲ့အားသက်ချက်ပါဘိုးအားကိုပြောင်းပြန်တိုင်းပြီးရင်အနှုတ်နဲ့ပြပါတယ်ကိစ္စမရှိဘူးပြောင်းပြန်ပြန်လှည့်လိုက်တာနဲ့အဆင်ပြေပါတယ်နောက်တစ်ခါဒါ Huawei battery 3.7 volt လို့သူပြထားတယ်ဒါကြောင့်ဒီမှာ battery မှာသူ့ရဲ့ voltage တန်ဖိုး 3.7 current 1250 milliampere hour လို့ပြထားပါတယ်ပြီးတော့ battery အပေါင်းနှုတ်ကိုပြထားတယ်အပေါင်းမှာအနီထားတိုင်းရင်ဘိုးကအပေါင်းပြရမယ်ပြောင်းပြန်မှတိုင်းပြီးရင်ဘိုးမှာအနှုတ်ပါလာပါလိမ့်မယ်ကျွန်တော် battery လေးထောင်လိုက်မယ်ပြီးသွားလို့ရှိရင်အပေါင်းနှုတ်တိုင်းပါတယ်ဒါသည်အနက်ကိုနှုတ်မှာထားတယ်အနီကိုအပေါင်းမှာထားတိုင်းပါတယ် 2.35 ပဲပြတယ်အားကြောင့်အဲ့ဒီ battery အားမရှိပါဘူးပြောင်းပြန်တိုင်းကြည့်ပါမယ်ပြောင်းပြန်တိုင်းရင် minus နဲ့ပြရပါမယ် minus နဲ့ပြနေပါတယ်ဒါ Huawei battery အားမရှိတဲ့ battery ပါအဲ့လောက်အားမရှိဘူးဆိုရင်အဲ့ဒီ battery ကိုအသစ်နဲ့လဲဆန်းတင်ပါတယ်အားပြန်သွင်းမှုမလွယ်ပါဘူး3 volt အောက်ရောက်တဲ့ battery တွေကိုမသုံးသင့်ပါဘူးအခုဒါ Samsung battery နဲ့ဆန်းပြမယ် Samsung battery မှာကျွန်တော်တို့ဘိုးအားတန်ဖိုးရေးထားတာလိုက်ရှာရပါမယ်အခုဒီမှာမတွေ့ပါဘူးစန့်ကျင်မဲ့မျက်နှာမှာတွေ့မှာပါဒီဘက်နားမှာဘာမှမရှိဘူးအဲဆိုကျွန်တော်စန့်ကျင်မဲ့မျက်နှာကိုသေချာကြည့်ရင်ဒီနားလေးမှာ 3.8 volt ဆိုတာကိုတွေ့ပါတယ်နည်းနည်းလေးမှိန်းနေပါတယ်ဒါ 3.8 volt ပါ Samsung battery ပါSamsung battery ရဲ့အပေါင်းနှုတ်ကကြတော့ဒီလိုဘောင်ပေါ်မှာရေးထားတယ်အဲကြောင့် Samsung battery ရဲ့အပေါင်းနှုတ်ကိုဟာဒီဘောင်ပေါ်မှာရေးထားပါတယ်ဒီဘက်ကအပေါင်းမှာဟိုဘက်ကအနှုတ်ပါဒါအပေါင်းလေးပါသေချာကြည့်အပေါင်းမြင်ရမယ်ဟိုဘက်ကအနှုတ်ပါဘိုးအားတိုင်းကန်ဒီကျွန်တော်တို့ဘယ်ဘက်မှာထားမလဲဆိုအပေါင်းဘက်မှာအနီထားအနှုတ်ဘက်မှာအနက်ထား digital meter ဒီကြက်လို့ထားမိလို့ရတယ်အရေးမကြီးပါဘူး 3.7 4 point လောက်ပဲထွက်မယ်ဒါကြောင့်ကျွန်တော်20စကေးမှာထားပြီးတိုင်းတာပါ20မကျော်တဲ့ဘို့အားလုံး20မှာထားတိုင်းပါမ10တွေ9တွေ18တွေဒီရပါတယ်25ဆိုရင်20ထားတိုင်းလို့မရတော့ပါဘူး25ကိုကျော်တာဒီ200မှာပါဒါကြောင့်200ထားတိုင်းမှာရပါမယ်ဘက်ထရီကိုအပေါင်းလုံးလှည့်တိုင်းကြည့်တယ်အဆင်မပြေဘူး DC ဘို့ဒီ600ထိတိုင်းလို့ရတယ်ဘက်လိုက်ပိုင်းတိုင်း200မှာထားတိုင်းမှာကျန်တဲ့ဟာအားလုံးထားတိုင်း20မှာထားတိုင်းရပါတယ်ဒါလို့နားမလည်ရင်ဖုန်းအတွက်အားလုံးကို200မှာထားပြီးတော့ပို့တွေတိုင်းမယ်ဆိုရင်အဆင်ပြေပါတယ်ဖုန်းမှာ200ကျော်တဲ့ပို့မရှိပါဘူးဒါကြောင့်200မှာထားပြီးတော့တိုင်းရပါတယ်ဆက်လက်တာအောင်ဒါ DC ပို့အားတိုင်းမယ်ဆိုရင်ကျွန်တော်20 mili 2000ဒီမှာဒီလိုမျိုးတွေပြပါတယ်2000 mili ဒီ2ပို့ပါအခုဒါပုတ်ပြားကိုတိုင်းမှာပါပုတ်ပြားတိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်မီတာလက်တန်အနီအနက်ခွတိုင်းလို့ရပါတယ်ခွတိုင်းရင်သူ့မှာရှိတဲ့ volt drop တန်ဖိုးကိုပြတယ်ဒါပေမဲ့ကျွန်တော်တို့ခွတိုင်းတဲ့အချိန်မှာ error ရှာနည်းနည်းခဲရင်ပါတယ်တချို့ကွန်ပိုနန့်တွေဒါဆိုရင်ကျွန်တော်တို့ကဘုတ်ပေါ်မှာဘယ်လိုထားတိုင်းမလဲဆိုတော့ဒီပုတ်ပြားကိုဘိုးအားမပေးထားဘူးเนาะပုတ်ပြားကိုဘိုးအားမပေးထားပါဘူးသတိထားကြည့်ပါဘိုးအားမပေးထားရင်လက်တံအနီကို ground ချပြီးတော့အနက်နဲ့လိုက်တိုင်းတာပိုးအဆင်ပြေပါတယ်ဒါကြောင့်ဘိုးအားမပေးတဲ့အချိန်မှာပုတ်ပြားကိုဘိုးအားမပေးတဲ့အချိန်မှာလက်တံအနီကိုကျွန်တော် ten body frame ground တစ်ခုမှာထားပြီးတော့ကျွန်တော်အနက်နဲ့လိုက်တိုင်းပါတယ်ငုံနှငုတ်အမြဲတမ်းကုံအောင်တိုင်းရမယ်ကွန်ရဲ့ငုံနှငုတ်ဒီတန်ဖိုးတူပြရပါတယ်ဒီဘက်မှာ100ဆိုဟိုဘက်100ပါဒါကြောင့်ဒီဘက်မှာဘယ်လောက်ပြလဲကြည့်ကြည့်ဟိုဘက်မှာပြရပါမယ်တန်ဖိုးတူပြမှာကောင်းပါတယ်
ဒါအုံးစကေးမှာရောက်နေတယ်ဒါကြောင့်ကျွန်တော်တို့အဆင်မပြေတာဒါဆိုရင်ဒီလိုတားတိုင်းနေကြရင်ပစ္စည်းတွေကောင်းမကောင်းတိုင်းရင်ဒိုင်အုံးစကေးအတန်မြည်တဲ့စကေးမှာထားပြီးတော့လက်တံအနီကို ground ချအနက်နဲ့လိုက်ထိုးပါ capacitor ဆိုရင်တစ်ဖက်တန်ဖိုးပြရင်တစ်ဖက်ကအတန်မြည်ရပါမယ်အတန်မြည်တဲ့အချိန်မှာဒီမှာပို့တန်ဖိုး3ညနီးပါးပြရပါမယ်တစ်ဖက်အတန်မြည်တစ်ဖက်တန်ဖိုးပြပါအဲ့ဒါဆိုကောင်းပါတယ်နှစ်ဖက်အတန်မြည်ပြတ်ပါတယ်ဒီလုံးထပ်တိုင်းကြည့်မယ်ဒီဘက်တစ်ဖက်ကသူကတန်ဖိုးပြနေပါတယ်ဒါဆိုဟိုဘက်တစ်ဖက်ကတန်ဖိုးမပြဘူးအတန်မြည်ရပါလိမ့်မယ်ကွိုင်ကိုတိုင်းတာပါဒါဟာကွိုင်ကိုတိုင်းရင်နှစ်ဖက်တန်ဖိုးတူပြရမယ်ဒီဘက်တစ်ဖက်မှာပြတဲ့တန်ဖိုးတိုင်းဟိုဘက်မှာပြရမယ်290ဒီဘက်ကိုထပ်ကြည့်ပါနောက်တစ်လုံး124 123ဆိုဟိုဘက်မှာလည်းအတန်ဖိုးပြရပါမယ်တန်ဖိုးတူပြမှကောင်းတယ်လို့ယူဆပါတယ်ကွိုင်က capacitor ဒီတစ်ဖက်အတန်မြည်တစ်ဖက်တန်ဖိုးပြကွိုင်ကနှစ်ဖက်လုံးတန်ဖိုးတူပြရပါတယ် selector လေးကိုကျွန်တော်တို့ HFE ချိန်နေဆိုတာ transistor ရဲ့ check gain တွေတိုင်းတာပါ transistor ရဲ့ emitter base collector ကိုဒီမှာတက်ရပါတယ် NPN မျိုးစားဆိုဒီဘက်ပါ PNC မျိုးစားဆိုဒီဘက်ပါ NPN နဲ့ PNP နဲ့ဆိုရင်2မျိုးရှိတယ်မထားပါဘူးကျွန်တော်တို့လက်ရှိမှာမသုံးပါဘူးကျွန်တော်တို့တကယ်သုံးမှာဖုံးမှာသုံးမှာဒီနေရာလေးရယ်ပြီးတော့ဒါ ampere တွေတိုင်းတာပါ ampere တိုင်းတဲ့ scale ကိုသိပ်မသုံးပြပါဘူး diode scale နဲ့20 volt ပဲအဓိကသုံးမှာပါဒီဘက်ကအုံတိုင်းတာပါဒီ range ကဒီဘက်က DC ဖို့တိုင်းတာပါဒီဘက်က AC ဖို့ကိုတိုင်းတာပါဒီဘက်က ampere မြင်းဖြောင်းဆို DC ampere တိုင်းတယ်10 ampere တိုင်းမယ်ဆိုရင်သတိထားပါလက်တံအနီကိုဒီမှာလာတက်ရပါတယ်သူက10 ampere လို့ရေးထားတယ်ဒီမှာ10 ampere DC ကိုဒီလိုထားတိုင်းရပါတယ်ဒီကောင်သိပ်မသုံးဖြစ်ပါဘူးတိုင်းတဲ့အချိန်မှာလမ်းကြောင်းဖြတ်ပြီးတိုင်းရပါတယ်တကယ်ဖုံးမှာသုံးမှာဒီနေရာပြီးတော့ဒီနေရာဘက်လိုက်ပိုင်းမစင်မပြေရင်ဘက်လိုက်ပိုင်းအတွက်200မှာထားတိုင်းပါဒါဆိုဖုံးမှာတကယ်သုံးမှာ200ဖို့ scale နဲ့ hori scale နဲ့ထားတိုင်းရင်အဆင်ပြေပါပြီဒါကျန်တာတွေကတိုင်းရမှာပါဒါကျွန်တော်ပိတ်ထားတဲ့အနေထားပါအသုံးမပြုတ်ရင်ပိတ်ထားပါလက်တံတွေကိုသူ့နေရာသူအမှန်ပြန်ထားပါဒီနေရာသည်4 ohm milli ampere တိုင်းလို့ရတယ်ဒီနေရာ ground မှာ